ဟာပိုင်ဟောဒီစီပန်းလေးမလားရန်လိုက်နော်ဟုတ်တယ်လေကိုအာဒီစီပန်းနီဒါပေမဲ့ကျွန်တော်ကဒီစီပန်းနီကိုမကြိုက်ဘူးဘာဖြစ်လို့လဲဒီစီပန်းနေမလှဘူးလားအဲ့လိုတော့မဟုတ်ပါဘူးပန်းလေးအတိုင်းမှာသူတို့တိတ်ပင်နဲ့သူတို့ရှိကြရလေဒီစီပန်းလေးရဲ့ထိပ်ပဲရတော့ချစ်နေတော့တသက်လုံးဖွင့်မပြောတော့ပါဘူးတဲ့ကျွန်တော်ကတော့ဟောဒီတယောက်စကားပန်းဖြူအောင်လေးကိုပဲကြိုက်တယ်ကိုဒါချစ်တယ်လားလက်ကလေးတွေ့လို့ထားရင်စီတဲ့သိလာမဖို့လေးပြတွေဝဲနေအိုးမတယ်လားဘယ်ဟင်းနေကိုလိုပဲခွေအပိုင်းဆိုင်ရမှာတာဆုံးရှုံးမှာပို့ကြောက်တယ်သူ